ဘာစီလိုနာအသင်းကသူတို့အနေနဲ့ Manchester United ကနေအငှားခေါ်ယူထားတဲ့ Marcus Rashford ကိုဒီနွေရာသီအပြောင်းရွှေ့မှာအပိသက်ခေါ်ယူခြင်းနေတယ်ဆိုတော့ Manchester United ကကြတော့သူ့ကိုရောင်းမယ်ဆိုလို့ရှိရင် Barcelona ကိုယူရိုတန်း30နဲ့ရောင်းနေတယ်ဒါပေမဲ့ Barcelona ကကြ Rashford ကိုခေါ်မယ်ဆိုလို့ရှိရင် United ကတောင်းဆိုတဲ့ယူရိုတန်း30အစား25သန်းနဲ့ပဲခေါ်ယူဖို့စိတ်ဝင်စားရဆိုပြီးတော့သိရတယ်ပေါ့နော်Marcus Rashford ကအခုလက်ရှိဆိုလို့ရှိရင် Barcelona မှာခြေစွမ်းပြပြီးတော့အသင်းအတွက်ပါဝင်ကူညီပေးနေတယ်34ပွဲဆော့ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်သူ့အနေနဲ့10ဂိုးသွင်းပြီးတော့10ဂိုး10ချိန်ပေါ့နော်ဂိုးဖန်တီးမှုပြုလုပ်ထားတယ်အဲ့ဒီ10ဂိုးထဲမှာဆိုလို့ရှိရင်ချန်ပီယံလိ10ပွဲကစားပြီးတော့9ဂိုးသွင်းထားတယ်3ချိန်ဖန်တီးထားတယ်ဆိုတော့သူ့အနေနဲ့ဘာစီလိုနာရဲ့သူချန်ပီယံလိမှာပုံမူပြီးတော့တောက်ပနေတယ်ပုံမူပြီးတော့ခြေစွမ်းပြနေတာကိုတွေ့ရတယ်ဒါပေမဲ့United ကလည်းယူရိုတန်း30သာမရဘူးဆိုလို့ရှိရင်လုံးဝရောင်းဖို့စိတ်ကူးမရှိဘူးဒါပေမဲ့လည်းကစားသမားကကြဘာဖြစ်နေလဲဆိုလို့ရှိရင် United ကိုပြန်မလာခြင်းဘူးဘာစီလိုနာမှာလည်းသူပျော်ရွှင်တယ်ဘာစီလိုနာမှာဆက်နေခြင်းတယ်တကယ်လို့ဒါ United နဲ့ဘာစီလိုနာနဲ့ဒီဈေးညှိတယ်အဆင်မပြေဘူးအယောင်းမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်တောင်မှသူ့အနေနဲ့ United ကိုလုံးဝမပြန်ရင်ဘူးပေါ့နော်ဒီလိုမျိုးသတင်းတွေထွက်လာတယ်ဆိုတော့ဒီသတင်းက Rashford စီကနေအမှန်တကယ် official ထွက်လာခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ United အနေနဲ့ Rashford ကိုပြန်မခေါ်တင်ဘူးဘာဖြစ်လဲဆိုတော့ तू က United ရဲ့ Academy ကစားသမားဖြစ်တယ်ပြီးခဲ့တဲ့ United မှာကစားတော့ဆိုလို့ရှိရင်လည်းနံပါတ်10ဝစ်ပြီးတော့တခါလေ Karen လက်ပတ်တွေပါပတ်ပြီးတော့ဗျအသင်းတွေဥဆောင်ပြီးကစားခဲ့တဲ့ကစားသမားဒီလိုမျိုး Academy ထွက်ကစားသမားက United ကိုမပြန်ညင်ဘူးဆိုပြီးတော့ဒါအချိုးချိုးလာတယ်ဆိုလို့ရှိရင်တေးကြဆိုလို့ရှိရင်ကျွန်တော်အနေနဲ့လုံးဝပြန်မခေါ်တင်ဘူးသူ့ကိုယူရိုတန်း30ပတ်ဝန်းကျင်ဒါမှမဟုတ်လို့ရှိရင်ရတဲ့ဈေးနဲ့ပေါ့နော်ရတဲ့ဈေးဆိုတာအနိုင်ဈေးတော့မဟုတ်ဘဲနဲ့ဒီတခြားအသင်းတွေကိုဒီထက်ပိုပြီးဈေးများဖြစ်စေယူရိုတန်း30ပတ်ဝန်းကျင်ဖြစ်စေရောင်းပြီးတော့တခြားကစားသမားကိုသာခေါ်တင်တယ်အဲ့လိုဆိုသူကမပြောမရွှင်နဲ့ United မှာကစားတော့ရတယ်ဆိုလို့ရှိရင်တိတ်ဒီကောင်းပုံစံကြည့်ရတာတိတ်ပျော်ပျော်ရွှင်ရွှင်စော့နေပုံမပေါ်ဘူးဗျာဥပမာနောက်တန်းဆိုလို့ရှိရင်လည်းတိတ်ပြီးစင်းမကူခြင်းကိုလုံးဝအပြင်းကြီးရယ်ခြေတန်းမှာဆိုလို့ရှိရင်လည်း pressing ကစားရဆိုလို့ရှိရင်လည်းတခါလေ site ပြီးတော့ရှာကြီးပုံစံနဲ့ဟိုလိုစော့ဒီလိုစော့အဲ့လိုမျိုးစော့ပြီးတော့သူ့အနေနဲ့ဂိုးလည်းကောင်းမှမသွင်းနိုင်အောင်အခုဘာကာမှာကြတော့သူ့အနေနဲ့မဖြစ်မနေစူးစမ်းရမယ်ဆိုတော့ပုံစံပေါ့နော်သူ့ထက်ဟိုမှာဆရာကြီးတွေဒီ Ferran Torres တို့ပြီးလို့ရှိရင်ဒီယာမယ်တို့Rafinha တို့နဲ့သူ့အနေနဲ့တွဲဆော့ရဗျာသူ့ထက်ဆရာကြီးတွေကြီးပဲအဲ့ဒါကြောင့်မလို့သူ့အနေနဲ့ဒီပို့ပြီးစူးစမ်းပြီးတော့ဒီထက်ပို့ပြီးခြေစွမ်း United မှာထက်စားလို့ရှိရင်ပို့ပြီးခြေစွမ်းပြလာလို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုအခုလက်ရှိမှာလည်းသူ့အနေနဲ့ပွဲထွက်ပြီးတော့ပါဝင်ကစားတယ်ဆိုတာနဲတယ်အဓိက Rafinha မကစားနိုင်တဲ့အချိန်ရမယ်မကစားနိုင်လို့ရမယ်နေရာမှာ Rafinha သွားဆော့နေတဲ့အချိန်ဆိုလို့ချင်းသူတို့နေဘဲတောင်မှမှာဘာစီလိုနာအတွက်သွားပြီးဆော့နေရတာဒါတွေကြောင့်မလို့လဲUnited ဒီ Rafinha နေရာမှာပေါ့နော်အစားထိုးကစားသမားဖြစ်ဘာစီလိုနာလိုချင်တာဒါကြောင့်မလို့လဲသူကခြေစွမ်းလေးတွေကကောင်းနေလို့ဟိုမှာဆက်နေခြင်းနဲ့ဖြစ်နေတာသူ United မှာဆော်တော့ဆိုလို့ရှိရင်ကြိုးစားခြင်းတွေလည်းမရှိဘူးလာစားလည်းအများကြီးရနေတာဖြစ်တဲ့အတွက်သူနဲ့ရှင်မဲ့သူလိုက်ပြီးရှင်ရမယ့်ကစားသမားမရှိတော့သူဆရာကြီးဆိုတဲ့ပုံစံမျိုးတွေဆော့တာဆိုတော့အခုလိုမျိုးတကယ်မကစားခြင်းဘာစီလိုနာမှာပြောပြီး United ကိုပြန်မလာခြင်းဆိုတာမှန်တယ်ဆိုလို့ရှိရင်တော့လုံးဝပြန်မခေါ်တင်ဘူးကျွန်တော်လည်းအားပေးရတာအဆင်မပြေဘူးပေါ့နော်အားကြောင့်မလို့ဒီတကယ်လို့ဘာစီလိုနာနဲ့အယောင်းဝင်မဖြစ်ခဲ့ဘူးဆိုလို့ရှိရင်နွေရာသီအပြောင်းရွှေ့မှာရတဲ့ဈေးနဲ့ဒီယူရိုတန်း30ဝန်းကျင်နဲ့တခြားအသင်းကိုရောင်းလိုက်တင်တယ်ဘာလို့လဲဆိုတော့သူလက်ရှိကလည်းအသက်က28နှစ်ရှိပြီ3လို့တော့ရသေးရဆိုပေမဲ့ United DNA United စိတ်ဓာတ်မရှိဘူးဆိုလို့ရှိရင်တော့အသင်းကိုကျွန်တော်တို့ ਨੇ ပြန်မခေါ်တင်ဘူးပေါ့နော်သူ့ကိုရောင်းပြီးရလာတဲ့ငွေနဲ့ပဲကျွန်တော်တို့အနေနဲ့ဒီကွင်းလယ်မှာCasemiro ထွက်မယ်ပေါ့နော်ဥကာတည်းကသုံးစားမရတော့ဒီဟိုပါပေါ့ကွင်းလယ်ပြန်နေဖြစ်တဲ့နေရာမှာသူ့ကိုရောင်းရတဲ့ငွေနဲ့ပြန်ပြီးသုံးတာပို့ပြီးတော့မှပဲအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်